အားလုံးမင်္ဂလာပါ AI Systems Lab ရဲ့ Anytime Series ကနေကြိုဆိုလိုက်ပါပြီးခဲ့တဲ့ episode တုန်းက Anytime ဆိုတာဘာလဲဘာကြောင့် AI ခေတ်မှာ automation ကရေးပါလာလဲဆိုတာပြပြခဲ့နော်ဒီနေ့ episode မှာတော့ Anytime ကိုယ့်ရဲ့ local computer မှာပဲတင်ပြီးအသုံးပြုတဲ့နည်းလမ်းကိုပြပြတော့မှာဖြစ်ပါနော်ဆိုတော့ Anytime ကိုအသုံးပြုနိုင်တဲ့နည်းလမ်းတွေကတကယ်တော့အများကြီးရှိပါတယ်နော် cloud ပေါ်မှာသုံးလို့ရတယ် VPS ပေါ်မှာလည်းတင်ပြီးသုံးလို့ရတယ် production environment တစ်ခုမှလည်းတင်ပြီး run လို့ရတယ်နော်ဒါပေမဲ့ခုမှစပြီးလေ့လာကစားလူတွေအတွက်ကတော့ကိုယ့်ရဲ့ကိုယ်ပိုင် local computer မှာလည်းတင်ပြီးအသုံးပြုတာကအကောင်းဆုံးဖြစ်ပါတယ်။ဘာလို့ဆိုတော့အဲ့ဒါအခမဲ့ free ဖြစ်တယ်စမ်းသပ်ရလွယ်တယ်မှားသွားရင်လည်းပြန်ပြင်ရလွယ်နော်ပြီးတော့ကိုယ့် set မှာပဲကိုယ်လုပ်လို့တာဖြစ်တဲ့အတွက်ကြောင့်စိတ်ချလက်ချလုပ်လို့ရနော်အဲ့ဒီကကို local computer မှာ run မယ်ဆိုလို့ရှိရင်ကျွန်တော် Docker ကိုအသုံးပြုရမှာဖြစ်ပါတယ်နော်ဒီနေ့ Docker ဆိုတာဘာကြီးလဲအရင်တွေးမနေပါနဲ့Docker ဆိုတာကိုယ့်ရဲ့ computer မှာ anytime ကိုတင်ပြီးအသုံးပြုလို့ရမယ်application launcher တစ်ခုလိုပဲမှတ်ထားလိုက်ရအောင်နော်အဲ့တော့အရင်ဆုံး Docker ရဲ့ official website ကိုတွားပါတော့ MacBook အသုံးပြုတဲ့သူတွေဆိုရင်တော့ကိုယ့် computer ရဲ့ processor က Intel chip လား Apple Silicon chip လားဆိုတာအရင်ဆုံးစစ်ဆေးပြီးမှသက်ဆိုင်တဲ့ Docker desktop ကို download လုပ်ရပါနော်မသိကြဘူးဆိုလို့ရှိရင် about this Mac ထဲမှာတော့ပြီးကြည့်လို့ရပါနော်Docker ကို install လုပ်ပြီးသွားပြီဆိုရင် Docker Stack Store ကိုဖွင့်ထားလိုက်ပါနော် Docker က background မှာလှုပ်နေမှာကျွန်တော်တို့က anytime ကို run လုပ်ရမှာဖြစ်ပါတယ်နော်Docker ကိုတင်ပြီး background မှာ run ထားပြီးဆိုလို့ရှိရင်အခု terminal ကိုဖွင့်ပါပြီးလို့ရှိရင်anytime official documentation ကပေးထားတဲ့ Docker command ကို copy ယူပြီးတော့ paste ချလိုက်ပြီးလို့ရှိရင် enter နှိပ်လိုက်ပါမယ်နော်အဲ့တော့ဒီ command ကအလွတ်ချက်ထားစရာမလိုပါဘူး Docker က loaded files တွေကိုနောက်ကွယ်မှာလိုလျောက် download လုပ်ပြီးတော့မှာဖြစ်ပါတယ်screen ပေါ်မှာ download progress တွေ pulling layers တွေမြင်နေရရင်အားလုံးပုံမှန်လုပ်နေလို့ပြောလို့ရပါတယ်ပထမဆုံးချိန်မှာတော့ internet အမြန်ဆုံးပေါ်မူတည်ပြီးတော့ခဏလောက်စောင့်ရတယ်နော်Docker အားလုံးတို့လိုလောက်ပြင်ဆင်ပြီးတော့မှာဖြစ်ပါတယ်နော်ခု anytime installation လုပ်တာပြီးသွားပြီဆိုလို့ရှိရင် browser ကိုဖွင့်ပါပြီးလို့ရှိရင် URL bar မှာ localhost 56.8လို့ရိုက်ထည့်လိုက်ပါနော် localhost ဆိုတာပြောရရင်ကိုယ့် computer ကို browser ကနေခေါ်ခြင်းသုံးတဲ့ address ဖြစ်ပါတယ်နော်တနည်းအားဖြင့် anytime ကinternet ပေါ်မှာမဟုတ်ဘဲနဲ့ host set ပေါ်မှာလုပ်နေတယ်လို့ဆိုတာဖြစ်ပါတယ်နော် internet လည်းလို့အခုဒီ setup screen ကိုမြင်ရပြီဆိုရင်ဒါ anytime installation အောင်မြင်သွားပြီလို့ပြောမှာဖြစ်ပါတယ်နော်နောက်အခုဆက်ပြီးတော့ owner account တစ်ခုဖန်တီးပေးရပါမယ် email နဲ့ password ကိုထည့်ပေးလိုက်ပါနော်ဒီ account ကကိုယ့်ရဲ့ local anytime environment ကို manage လုပ်ဖို့အတွက်အသုံးပြုရမှာဖြစ်ပါတယ်နော်ပြီးတော့ဒီ data တွေကလည်းကိုယ့် set ထဲမှာတင်တာဖြစ်တဲ့အတွက်ကြောင့်လုံခြုံမှုရှိပါတယ်account set လုပ်ပြီးသွားတဲ့အခါကျွန်တော်တို့ခုရောက်ချင်တဲ့နေရာရောက်လာပါပြီဒီမြင်နေရတဲ့ canvas အဖြူကြီးက anytime ရဲ့ workspace ဖြစ်ပါတယ်ဒီနေရာမှာ workflow တွေတည်ဆောက်မယ် AI နဲ့ချိတ်ဆက်မယ်
Telegram post တွေနဲ့ချိတ်ဆက်မယ် API နဲ့ခေါ်မယ် automation systems တွေဖန်တီးကြမှာဖြစ်ပါတယ်နော်အခုချိန်မှာ canvas ကလုပ်ပဲဖြစ်နေပါပြီအဲ့မဲ့နောက် episode ဒီမှာဒီနေ့ကနေစပြီးတကယ် production ready automation system တွေကိုသင်ချင်းဆက်ပြီးတိစောက်ပါမှာဖြစ်ပါတယ်